အားလုံးပဲမင်္ဂလာပါကျွန်တော်ကိုတော့ဖြစ်ပါတယ်ဒီနေ့ဇန်နဝါရီ24ရက်2026ခုနှစ်ဖြစ်ပါတယ်ဒီတစ်ခေါက်တော့တမ်မရောကစင်ကူးမရိယာတပိတ်ချင်းမြို့နယ်တွေကိုတိုက်ခိုက်သိမ်းပိုက်ပြီးနောက် PDF ဖွဲ့ဝင်149ဦးထိအလင်းဝင်ရောက်ခဲ့တဲ့သတင်းကိုဝေမျှပေးကြပါတယ်တမ်မရောကမန္တလေးတိုင်းဒေသကြီးမရိယာမြို့နယ်စင်ကူးမြို့နယ်တပိတ်ချင်းမြို့နယ်များကိုတကူပြည့်တကူပြန်လည်သိမ်းပိုက်ထိတ်ချုပ်ခဲ့ပြီးမန္တလေးမရိယာစင်ကူးတပိတ်ချင်းဆက်သွယ်ရေးလမ်းကြောင်းတပိတ်ချင်းမဟုတ်ဆက်သွယ်ရေးလမ်းကြောင်းများကိုအပြေအဝပြန်လည်ထိတ်ချုပ်ပြီးနောက်ပိုင်းမှာPDF များအလင်းဝင်လာကြခြင်းဖြစ်တယ်လို့သိရပါတယ်။ဥပဒေပေါင်းတွင်သို့အသီးသီးပြန်လည်ဝင်ရောက်လာကြသည် PDF မိကန်ဖွဲ့ဝင်အမျိုးသား140ဦးနှင့်အမျိုးသမီး8ဦးစုစုပေါင်း149ဦးတို့ကိုတာဝန်ရှိသူများကသက်ဆိုင်ရာနယ်မြေများမှာတည်တည်လက်ခံကြိုဆိုခဲ့တယ်လို့သိရပါတယ်။ထို့သောဥပဒေပေါင်းတွင်ပြန်လည်ဝင်ရောက်လာကြသည်မန္တလေးတိုင်းဒေသကြီးအောင်မြေသာသံမြို့နယ်မှာအမျိုးသား4ဦးအမျိုးသမီး3ဦးမဟာအောင်မြေမြို့နယ်မှာအမျိုးသား14ဦးချမ်းမြသာစီမြို့နယ်မှာအမျိုးသား2ဦးအမရပူရမြို့နယ်မှာမြို့သား3ဦးမြို့သမီး2ဦးပြည်ဦးလွင်မြို့နယ်မှာမြို့သား3ဦးတပိတ်ချင်းမြို့နယ်မှာမြို့သား69ဦးမုံကုန်းမြို့နယ်မှာမြို့သား8ဦးစင်ကူးမြို့နယ်မှာမြို့သား6ဦးစင်ကန်မြို့နယ်မှာမြို့သား9ဦးနထိုးကြီးမြို့နယ်မှာမြို့သား1ဦးညောင်ဦးမြို့နယ်မှာမြို့သား3ဦးမြင်းညံမြို့နယ်မှာမြို့သား5ဦးမရိယာမြို့နယ်မှာမြို့သား5ဦးမကွေးတိုင်းဒေသကြီးမကွေးမြို့နယ်မှာမြို့သား1ဦးငဖဲမြို့နယ်မှာမြို့သား1ဦးပွေဖြူမြို့နယ်မှာမြို့သား2ဦးမြို့သမီး2ဦးအောင်လံမြို့နယ်မှာမြို့သား3ဦးမင်းတို့မြို့နယ်မှာမြို့သား2ဦးစလင်းမြို့နယ်မှာမြို့သား1ဦးအမျိုးသမီး3ဦးစုစုပေါင်း149ဦးတို့ကိုတာဝန်ရှိသူများကစနစ်တကျကြိုဆိုခဲ့တယ်လို့သိရပါတယ်အဆိုပါဥပဒေပေါင်းတွင်ပြန်လည်ဝင်ရောက်လာသူများမိဘအုပ်ထိန်းသူများထံပြန်လည်အနံဘတ်ကိုဇန်နဝါရီ23ရက်ကအလဲပိုင်းတိုင်းစစ်ဌာနချုပ်ရန်အောင်မြေခမ်းမမှာကျင်းပပြုလုပ်ခဲ့ပြီးမန္တလေးတိုင်းဒေသကြီးအစိုးရဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်လဲပိုင်းတိုင်းစစ်ဌာနချုပ်တိုင်မှုဗိုလ်မှူးချုပ်တင်မင်းလက်နဲ့တာဝန်ရှိသူများဌာနဆိုင်ရာတာဝန်ရှိသူများဥပဒေပေါင်းတွင်သို့ဝင်ရောက်လာသူများ၎င်းတို့၏မိဘအုပ်ထိန်းသူများတက်ရောက်ခဲ့တယ်လို့သိရပါတယ်ထို့နောက်ဥပဒေပေါင်းတွင်ပြန်လည်ဝင်ရောက်ခဲ့ကြသူများက၎င်းတို့နဲ့အတူပါရှိလာသည်မောင်ပြန်ရိုင်ဖယ်10လက်ပစ္စတို3လက်လက်လုံတနက်1လက်လက်ပစ်ပုံး17လုံးစကားပြောဆက်1လုံးကြီးအိမ်16ခုကြီး1268တောင်းတို့ကိုလွှဲပြောင်းအနှံခဲ့ရတိုင်းမှုကလက်ခံရယူခဲ့တယ်လို့သိရပါတယ်ရင်းအတွက်ကြောင့်ဥပဒေပေါင်းတွင်ပြန်လည်ဝင်ရောက်လာသူများကိုမောင်ပြန်ရိုင်ဖယ်1လက်နှုန်းအတွက်စုချင်းငွေကျပ်350နှုန်းဖြင့်10လက်စာအတွက်ငွေကျပ်300ပစ္စတို1လက်နှုန်းအတွက်စုချင်းငွေကျပ်320နှုန်းဖြင့်3လက်အတွက်စုချင်းငွေကျပ်360လက်လုံတနက်1လက်နှုန်းအတွက်စုချင်းငွေ5သိန်းလက်ပစ်ပုံးတစ်လုံးစီအတွက်စုချင်းငွေ3သိန်းနှုန်းဖြင့်လက်ပစ်ပုံး17လုံးအတွက်ငွေကျပ်33သိန်းစကားပြောဆက်တစ်လုံးအတွက်စုချင်းငွေကျပ်2သိန်းနဲ့တိုင်းဒေသကြီးစိုးရဖွဲ့မှာလက်နက်မပါဘဲအလင်းဝင်ရောက်လာသူများအတွက်တဦးလျင်ငွေကျပ်3သိန်းနှုန်းဖြင့်135ဦးအတွက်စုချင်းငွေကျပ်135သိန်းစုစုပေါင်းငွေကျပ်935သိန်းတို့ကိုထောက်ပံ့ပေးရခဲ့တယ်လို့သိရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကိုနော့ဖြစ်ပါတယ်